မင်္ဂလာပါရှင်ဒီနေ့တော့ကြက်ဥချင်ရည်ဟင်းလေးချက်ပါမယ်ကြက်ဥသေးလုံးနဲ့အာလူအကြီးတစ်လုံးကိုချက်ပါမယ်အာလူလေးကိုလည်းစားလေးနဲ့နေထားပါတယ်ကြက်ဥလေးတွေကိုတော့ချမ်းပြီးတော့စားစနွင်းလေးနေထားပြီးတော့ကြော်ပါမယ်ချက်သွန်အဖြူအနီကိုစနွင်းလေးနဲ့စီတက်ပါမယ်ငရုတ်သီးအရောင်တင်မှုတ်လေးလည်းပါပါမယ်ခရမ်းကျင်သီးလေးပါမယ်ငရုတ်သီးစိမ်းလေးပါပါမယ်ချင်းရည်ဖြစ်တဲ့အတွက်မကြီးသီးလေးကိုငပိလေးနည်းနည်းထည့်ပြီးတော့ရင်ရေလေးနဲ့စိမ်ထားပါမယ်ချက်သွန်အနီကတော့စတီးစွန်းလေးနဲ့ထမင်းစားစွန်းလေးနဲ့နှစ်စွန်းထည့်ပါမယ်ချက်သွန်ဖြူလေးလည်းထည့်ပါမယ်ရှင်ချမ်းထားတဲ့ချက်ဥလေးတွေကိုကြော်ပါမယ်စီတဲကိုစနွင်းလေးနည်းနည်းနဲ့စားလေးနည်းနည်းထည့်ထားပါတယ်ကြော်တဲ့အခါမှာမပေါက်အောင်လို့စားလေးနည်းနည်းပါထည့်ထားလိုက်တာပါကြက်ဥလေးတွေကိုကြော်ထားတာပါပထမဦးဆုံးတော့မှောက်ပြီးတော့ရင်အနှစ်ကိုအတွင်းမှာထားပြီးတော့ရင်ကြော်လိုက်ပါတယ်အကြော်မကြိုက်ဖဲနဲ့အပြုတ်ပဲဒီတိုင်းချင်းရေးစားခြင်းလည်းပဲမကြော်ဘဲနဲ့ထားပြီးတော့စားလို့လည်းရပါတယ်တစ်ဖက်ကိုကြော်ပြီးသွားလို့ပြန်ဆန်ပြီးတော့ကြော်ထားတာပါကြက်ဥလေးတွေကြော်ပြီးသွားပါပြီစီကြောမစားခြင်းသူအတွက်တော့အပြုတ်ကလေးလည်းပါပါတယ်ကြက်ဥချင်းလေးချက်လိုက်ပါဦးမယ်ကြက်သွန်အဖြူအနီစီတက်ပါတယ်စနွင်းမုံလေးထည့်ထားပါတယ်ပြီးရင်တော့ကြက်သွန်လေးတွေနီအောင်တန်းလာရင်ငရုတ်သီးအရောင်တင်မှုတ်လေးထည့်ပါမယ်ပြီးသွားရင်ခရမ်းကျင်သီးလေးထည့်ပါမယ်ခရမ်းကျင်သီးထည့်တဲ့ခါကျရင်ငမြရည်လေးနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ထားပါမယ်ခရမ်းကျင်သီးလေးထည့်ပြီးသွားရင်ပစွန်ကြောက်လေးနည်းနည်းထည့်ပါမယ်ကြက်ဥငပိချက်ချက်မယ်ဆိုရင်တော့ရင်ပစွန်ကြောက်ကိုတော့များများလေးထည့်ပြီးတော့ချက်ပါမယ်လောင်းပုံးလေးအုပ်ထားပြီးတော့ထည့်လိုက်ပါဦးမယ်ခရမ်းကျင်သီးလေးနူးလာတဲ့အခါမှာအာလူလေးထည့်ပါမယ်ပြီးရင်ကြော်ထားတဲ့ကြက်ဥထည့်ပါမယ်မဆလာကြိုက်တတ်တဲ့သူတွေကတော့မဆလာလေးပါထည့်လို့ရပါတယ်ရှင်အာလူကပြုတ်ထားပြီးသားအာလူလေးဖြစ်ပါတယ်အကြီးသေးလေးနဲ့ပစွန်ကပိလေးလည်းရေဖြောထားတာလေးကိုထည့်ပါတော့မယ်ရှင်ပြီးသွားရင်တော့ရင်အဖုံးလေးအုပ်ပြီးတော့ပွက်ဆူတဲ့အထိဆက်တည်ထားပါမယ်ပွက်ဆူလာတဲ့အခါမှာအပေါ့အငံလေးမြည်ကြည့်ပြီးတော့လိုရာလေးတွေကိုထည့်လို့ရပါတယ်ရုပ်သီးစိမ်းလေးအုပ်လိုက်ပါမယ်
လွယ်ကူရိုးရှင်းတဲ့ချက်ဦးနဲ့အာလူချင်ရည်လေးချက်လို့ပြီးသွားပါပြီရှင်အားလုံးပဲနေကောင်းချမ်းမှာစိတ်ချမ်းသာကြပါစေနော်